ကဲမဲစေတော့ကျွန်တော်ဒီနေ့နေရောအောင်တယ်နော်နေရောမနက်ပိုင်းမှာဆိုရင်ကီးနဲ့ဝမ်းကြီးနဲ့မှာ6ခွန်ဆိုပြီးတော့အောင်ပါတယ်ညနေပိုင်းမှာလည်းကီးတွေကပဲ9ဆိုပြီးတော့ပဲထပ်အောင်တယ်ဘလူတွေဘလောက်ဘိုးရလေးဆိုတော့လဲကျွန်တော်လည်းတစ်ချက်လောက်မှတ်ပြီးသွားခဲ့ကြအောင်25ရက်3လ2026ရက်အတွက်လည်းကျွန်တော်တကွာကောင်းတဲ့ဝမ်းကြီးကိုပဲကျွန်တော်ထပ်မံယူသားပြီးရှာရတယ်အဲတော့ဘာမှမပြောကျွန်တော်ရဲ့ကောက်လေးကိုလည်းစောက်ဝိုင်းမျိုးတင်စောက်ဝိုင်းနေခဲ့ကြပါအောင်လက်မလေးလည်းထောင်ပေးခဲ့ကြပါအောင်မင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းမှန်းသွားပေးခဲ့ကြပါအောင်ဗျာတော့ရဲ့ကိုရတူတီချန်နယ်ကမျိုးချင်းမေးဆွေညီကိုမမအားလုံးပဲနှွေးထွေးတာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲဒုတိယမင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေနေရတိုင်းမှာလည်းမင်္ဂလာရှိကြပါစေတက်ရှုတိုင်းမှာလည်းငိုဝင်ကြပါစေလောကစီးပွားရေးတိုးတက်အောင်မြင်ကြပါစေဖဖမဆင်ပြေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ live show ဗီဒီယိုတွေကိုစတင်လိုက်ပါတယ်တော့လည်းခုမှစားတွေ့ဖို့မြင်မှုတဲ့အကိုရမအရာကျွန်တော်ရဲ့6မိနစ်တောင်မရှိရဲ့ live show ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုသွားပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ပါတယ်တော့ကိုတူတယောက်တည်းမြင်နေဆိုလည်းစိတ်ဆန္ဒမပါဘဲနဲ့နေစဉ်နဲ့အများဗီဒီယိုစေတနာတိနဲ့ပဲတင်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်လည်းမျှဝေပေးကြပါအားပေးဝန်းရံပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်အားပေးဝန်းရံမှုလေးလည်းနည်းနေပါတယ်တော့ကောက်လေးလည်းစောက်ဝိုင်းမျိုးတွေစောက်ဝိုင်းနေခဲ့ကြအောင်လက်မလေးလည်းထောင်မင်းခဲ့ကြပါအောင်မင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်းသွားပေးခဲ့ကြအောင်โอเคလေးလည်းတယောက်ကြောင်းစီမှန်းသွားပေးခဲ့ကြအောင်ဗျာ25ရက်3လ2026ရက်အတွက်တော့ဝမ်းကြီးနဲ့ကျွန်တော်တကွာကောင်းယူသားပြီးရှာရတယ်ပြောရင်ပါတော့လာချိုးဗီဒီယိုလေးကဘေးလေးနဲ့ကုန်တယ်ဆိုပြီးကြော်သွားမျိုးရေးကြည့်ရမျိုးမလုပ်နဲ့အစုံးနေလိုက်ရောက်ကြည့်ရှုပေးတော့တိုးရင်းလိုရင်းပဲပြောမယ်တော့ရဲ့ဗီဒီယိုကကိုရိုမောက်အတွက်အကျိုးရှိမှထင်ကိုနေကပြောတဲ့အဓိကချက်လေးကိုလည်းလုံသွားစေခြင်းနဲ့အဲဒါကျွန်တော်ဝမ်းကြီးနဲ့တော့တကွာကောင်းပြောပြမယ်ဝမ်းကြီးကိုရင်ပြောပြမယ်ဝမ်းကြီးဒီမှာစောင်းနဲ့ပဲဖြစ်ဖြစ်အလွယ်တကူမှတ်သားလို့ရမယ့်နေရာမှာမှတ်သားထားပေးကြပါတော့ဝမ်းကြီးကိုပြောမယ်ဝမ်းကြီးကမနက်ဖြန်တော့ဆိုကျွန်တော်ဝမ်းကြီးက38ဝမ်းကြီးပါ38ဝမ်းကြီး3ညကိုမှကြိုက်တယ်မပတ်နိုင်ဆိုတဲ့ကိုယ်မအတွက်ကျွန်တော်ဈေးဖို့ပေးမယ်3ညအတွက်ဈေးဖို့က34 36 32 39ခွန်နောက်တစ်ခေါက်ထပ်ပြောမယ်3ညအတွက်ဈေးဖို့က34 36 32 39ခွန်အဲ့ဒါ3ညအတွက်ဈေးဖို့ပါအမပြောကိုညီကိုမရာရှစ်ကိုမကြိုက်တယ်ရှစ်ကိုမမပတ်နိုင်ဆိုတဲ့ကိုမအတွက်လည်းကျွန်တော်ရွှေအတွက်ဈေးဖို့ပေးမယ်ရွှေအတွက်ဈေးဖို့ကရှစ်ကိုရှစ်နှစ်ရှစ်လေးရှစ်6ပါကျွန်တော်နောက်တစ်ခေါက်တက်ပြောမယ်ရှစ်အတွက်ဈေးဖို့ကရှစ်ကိုရှစ်နှစ်ရှစ်လေးရှစ်6ပါအပြင်ကျွန်တော်ရဲ့ကိုယ်မရဲ့မှာကီးနဲ့ဝမ်းကြီးနဲ့မှာပီးပေါက်ပေါက်ရှင်တဲ့ကိုယ်မအတွက်လည်းကျွန်တော်ကီးထုတ်ထားတယ်ကျွန်တော်ရဲ့ကီးက153ကီးပါနောက်တော့ထပ်ပြောမယ်ကီးက153ကီးပါဝမ်းကြီးကလည်း38ဝမ်းကြီးကလည်းဒဲမကြနိုင်ဘူးလို့မဆိုလို့ဘူးကြားနိုင်ရင်လည်းရှိရပေါ့နော်အပြင်ကိုရိုမာတို့မှာလည်းတလုံးမိုင်းနေပါတွေ့ခဲ့ကျွန်တော်ရဲ့ကီးနဲ့ပဲဖြစ်ဖြစ်ဝမ်းကြီးနဲ့ပဲဖြစ်ဖြစ်တွဲလည်းကစားလို့ရပါတယ်အဲ့တော့ကောက်လေးကိုလည်းစောင်းဝိုင်းမျိုးတွေစောင်းဝိုင်းနေပဲကြအောင်မင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်းသွားပေးခဲ့ကြအောင်လက်မလေးလည်းထောင်သွားပေးခဲ့ကြအောင်โอเคလို့လည်းတယောက်ကြောင်းစီမှန်းသွားပေးခဲ့ကြပါအောင်ဗျာအဲ့ဆိုကျွန်တော်တကွာကောင်းပြောပြမယ်ကျွန်တော်တကွာကောင်းပြောပြမယ်တကွာကောင်းက3ညနဲ့ဆိုကျွန်တော်309ပါတကွာကောင်းက3ညနဲ့ဆို309ပါရှင်းနဲ့ဆိုရှင်းနေဆို8ခွန်ပါရှင်းနေဆို8ခွန်ပါအဲ့ဒါကွာကောင်းမှာ309နဲ့8ခွန်ပါ309နဲ့8ခွန်ပါအကြချင်းတွေတော့များများလေးထိုးပေးတာဗျာကျွန်တော်ပေးရကနန်းတွေကနည်းနည်းလေးပါအဲ့ဒါအောင်မှတေးသေးချာချာထိထိမိမိလေးလိုက်ပြီးတော့ကစားထားပါမမတို့အားလုံးပဲစင်မေကန်ကောင်းကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့တိုက်တိုင်းမှာလည်းငိုဝင်ကြပါစေအားလုံးပဲမနက်ဖြန်အောင်မြင်မှုတွေနဲ့ပဲရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ live ရုပ်ဗီဒီယိုဒီလောက်ပါပဲ